န်သာရှိပြီးဆမ်ရှိတော့တဲ့မိုးပြရောင်ခနော်ခနဲ့အိမ်တလုံးအားလုံးပဲမင်္ဂလာပါ OK Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Manchester City ဟာ Premier League ကိုနှစ်ပေါင်းများစွာလွှမ်းမိုးထားခဲ့ပြီးတော့နောက်တော်ကြီး Man United ရဲ့ဆန်ရင်ကောင်းတွေကိုပါအမိလိုက်ကြော်တက်နေခဲ့ပါတယ်။ဒီလိုဖြစ်လာအောင်နီးပြကြီးဘက်ဂွာဒီယိုလာကအကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။ဂွာဒီယိုလာလက်ထက်မှာ Man City ကမျိုးမျိုးသောစူပလာအောင်မြင်မှုတွေကိုရရှိနေခဲ့ပေမဲ့မျက်စိတမိတ်တွေမှာဆယ်စုနှစ်အချိန်ကာလကုန်ဆုံးသွားခဲ့ပါတယ်။ဂွာဒီယိုလာရဲ့အားထားရလက်ရုံးတစ်ပည့်တွေကလည်းတယောက်ပြီးတယောက်အသင်းကနေထွက်ခွာပြီးတော့ဆရာဘဲရဲ့လက်ရွေးစင်အသင်းကတခဏချင်းမှာတိတ်တစ်ခုဖြစ်သွားခဲ့ရပါတယ်။ပြီးခဲ့တဲ့ရာသီမှာဖလားလက်မဲ့ကာလကိုဖျက်ဆီးလိုက်ရတဲ့ Man City ဟာဇာသမားတစ်တင်နဲ့အားတစ်လောင်းပြီးတော့ခနော်ကနေဖြစ်လာတဲ့အသင်းကိုကြားကံမှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့မျက်နှာသာမပေးတဲ့ကံကြမ္မာကြားမှာ City လည်းရိမ့်ရိုက်နေရပြီးတော့ City မပီတာတဲ့ဖြစ်ပျက်တွေကြုံတွေ့နေရပါတယ်။ City ကတရားသီလုံး roller coaster ရလက်တွေထွက်ပေါ်နေခဲ့ပါတယ်။ဒါကြောင့်ရာသီဝက် Arsenal ရိုင်နေနေတဲ့အခြေအနေမှာတော့အသာစီးမြူနိုင်ခဲ့ပဲနောက်ကနေပဲလိုက်ကစားနေခဲ့ရပါတယ်။ဥရောပကန်ကလည်းမကောင်းသေးတဲ့ City ဟာတရားသီလက်စောစီစီပြိုင်ပွဲကထွက်ပြီးတော့ပြည်တွင်းကိုပဲအာရုံစိုက်ဖို့ဖြစ်လာခဲ့ပါတယ်။ Man City ကရာသီတိုင်းမှာ Arsenal ကိုနောက်ကလိုက်စားရင်းနဲ့ဖျက်ချော်နေခဲ့တာပါ။ဆရာဘက်ကျွမ်းကျင်ဆုံးကရာသီသိမ်းပန်းဝင်ဖြစ်ပြီးတော့အာဒီတာကိုဆရာစားချန်လိုက်တဲ့တကွက်ဖြစ်ပါတယ်။ဒီရာသီမှာလည်းခရာဘောင်းမှာ Arsenal ကိုနိုင်ရလိုက်တော့ City တို့ဒီတိုင်းထပ်ပြီးတော့လုံးပြအောင်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ City ကနောက်ပိုင်းကောင်းလိုက်ပါသေးတယ်။ Arsenal ပြီးတဲ့နောက် Chelsea နဲ့ Liverpool ကိုပါစက်တိုက်နိုင်ရတဲ့ City ဟာ Premier League မှာခြေချော်သွားတဲ့ Arsenal ကိုမှီလိုက်နိုင်ခဲ့ပါတယ်။ Premier League ဇညုံကလည်းကောင်းလွန်းနေတော့ဒီရာသီမှာ Arsenal နဲ့ City ကပွဲရည်အတွက်တူရမှတ်တူ6ကွာချချက်ပါတူနေပြီးတော့လက်ချက်5ပွဲက Final 5ပွဲစားရမလို့ဖြစ်နေခဲ့ပါတယ်။ Arsenal ကဒီတော်တွင်းစားခဲ့တဲ့2ပွဲကိုရလက်ကောင်ရယူထားတဲ့အပြင်6ကွာချချက်တွေပါဖန်တီးနိုင်ခဲ့ပါတယ်။ဒါက Man City တို့ဖိအားကိုတိုးလာစေပြီးတော့ City တို့ Everton နဲ့ဝေးကွင်းပွဲစဉ်မှာခြေချော်သွားခဲ့ပါတယ်။ Arteta ရဲ့တင်ဟောင်း Everton ကဒုတိယ Arsenal ဖြစ် Man City ကိုစိတ်သောကပေးခဲ့ကြသလို Arteta ကိုအောင်မင်္ဂလာစားခွင့်တင်ကြားပေးခဲ့တဲ့ဆရာဖြစ်သူ David Moyes ကလည်း Guardiola ရဲ့တိုက်စစ်ကိုကြစ်လက်လွန်တဲ့ခံစင်နဲ့တုံ့ပြန်ခဲ့ပါတယ်။ City တို့ဦးဆောင်ကိုတော့ရလိုက်ပေမဲ့ဝေးကွင်းဖိအားအောက်မှာဇာသမားတွေအမားလုံးမိရာကနေသွင်းကို3ကိုဇက်တိုက်ခွင့်ပြုလိုက်ရပြီးတော့ရှုံးမလို့ထိဖြစ်ခဲ့ပါတယ်။ဒါတော့ဇညုံကိုသိမဖြတ်ချင်တဲ့အလဲလူက City တို့ချီပေါကိုမရမချင်းပွဲမရက်ခဲ့တာကြောင့်နောက်ဆုံးမိနစ်သွင်းကိုရရှိပြီးတော့ 3-3 နဲ့တည်ကြခဲ့ပါတယ်။ဒီတော့ City က Arsenal ထက်တပွဲရောက်ကစားပြီးတော့9မှတ်ထိကွာဟသွားပါတယ်။လက်ချန်ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင် Arsenal က Champions League ကန်ပြီးမှ Premier League 3ပွဲပဲကစားဖို့ကြံနေတာပါ။ဒီထဲမှာတန်းစင်းစုံရုံနေတဲ့ West Ham နဲ့ဝေးကွင်းပွဲပဲစိုးရိမ်စရာရှိနေပါတယ်။တန်းစင်းပြီးသားဗန်လီနဲ့မျှော်လင့်စရာမရှိတဲ့ Palace တို့ကိုနားရလိုက်ရင် Arsenal က Champions League နဲ့လက်တကမ်းလို့ထိရောက်ရှိလာနေတာဖြစ်ပါတယ်။ဒီချိန်မှာ City ကပိုခက်ခဲတဲ့ခီးကိုဖျက်ကျော်နေရပါတယ်။ City ကပွဲစဉ်ရွှေ့ခွင့်ပဲချခံထားရတာကြောင့် Brentford နဲ့ Crystal Palace ကိုကစားပြီးရင်နှဲကြတာနဲ့ FA Cup Final မှာ Chelsea ကိုရင်ဆိုင်ရမှာပါ။ရာသီပိတ်ကြံနေတာကလည်းဥရောပပြိုင်ပွဲဝင်ခွင့်တွေအတွက်အကျိတ်နဲ့ဖြစ်နေကြတဲ့ဘုံမောင် Aston Villa တို့လိုတင်းနေဖြစ်နေပါတယ်။အရင်တော့အဆူဖွဲ့ဆိုရင်ပိုင်တွက်လို့ရနိုင်လောက်ပေမဲ့လက်ရှိ City ကဟန်သာရှိပြီးတော့အဆန်မရှိနေတာကြောင့်ထပ်ပြီးတော့ခြေမချော်ဘူးဆိုတာဘယ်သူမှအာမမခံနိုင်ဖြစ်နေပါတယ်။ဒီကြားထဲဥရောပဝင်ခွင့်တနေရာအတွက် FA Cup တခုတည်းကပဲလမ်းကြောင်းကြံနေသေးတဲ့ Chelsea ကလည်းရေကုန်ရေကန်းစူးစမ်းလောက်မှာပါ။ဒီတော့ City ရဲ့ပြည်တွင်းဖလားသုံးလုံးအိမ်မက်ကတကယ်ဖြစ်လာဖို့ခက်ခဲနေပြီးတော့ခရာဘောင်းနဲ့ Guardiola တို့ဖြည့်သိမ်းသွားနိုင်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။